င်္ဂလန်နိုင်ငံကမ်ဘရီယာမြို့မှာရှိတဲ့ခါလစ်ဆယ်ခက်စ်တဲ့ရဲတိုက်ကြီးဟာရာစုနှစ်ပေါင်းများစွာအထိကိုစစ်ပွဲတွေသွေးထွက်တန်ယိုမှုတွေနဲ့အကျဉ်းချညှဉ်းပန်းနှိပ်စက်မှုတွေရှိခဲ့တဲ့တမိုင်းဝင်ရှေးဟောင်းနေရာဖြစ်ပြီးတော့ဝင်းကြီးတွေကျက်စားရနေမိဖြစ်ကိုနာမည်ကြီးပါရီဒီလိုမျိုးရာဇဝင်ရှိတဲ့ရဲတိုက်ကြီးရဲ့ကြောက်တုံးမုတ်ဦးတကားဝအနီးမှာ2014ခုနှစ်တုန်းကဖြစ်ရဆန်းတစ်ခုကိုလုံခြုံရေးကင်မရာကနေတဆင့်ရိုက်ကူးမိခဲ့ပါရီဗီဒီယိုထဲမှာတော့လူသားတယောက်အရွယ်အစားရှိတဲ့ရေတစ်ခုဟာနေရံတွေကနေရုတ်တရက်တိုးထွက်လာခဲ့ပြီးတော့လမ်းလျှောက်နေတယ်လို့မျိုးလှုပ်ရှားနေခဲ့တာပါပြီးတော့အဲ့ဒီအရေးဟာစက္ကန့်ပိုင်းလောက်အထိကိုလေထဲမှာပုံတံမျိုးမျိုးပြောင်းလဲလှည့်ပတ်ပြီးတော့မှဘာအရေးရောက်မှမကြမ်းမဲနဲ့လေထဲမှာလုံးဝပျောက်ကွယ်သွားခဲ့တာဖြစ်ပါရီဒီဖြစ်အကြောင်းမလို့ပဲနာနာဘဝစုံစမ်းစစ်ဆေးတဲ့သူတွေကရောက်ရှိလာခဲ့ပြီးတော့အသေးစိတ်စစ်ဆေးခဲ့ကြပါရီဒါဟာကင်မရာမှန်ဘလူးအလင်းပြန်တာအကြောင်းဖြစ်တဲ့အရေးဆိုပြီးတော့ညင်းဆိုနေခဲ့ကြပေမဲ့ရေတိုက်တာဝန်ရှိတဲ့သူတွေကတော့အဲ့ဒီအချိန်ဟာအဲ့ဒီနေရာဝန်းကျင်မှာဘယ်သူမှရှိမနေခဲ့တယ်လို့ဗီဒီယိုဟာလည်းပြုပြင်ဖန်တီးထားတာမျိုးလုံးဝမဟုတ်ကြောင်းအခိုင်အမာကိုပြောကြားခဲ့တဲ့အပြင်နာနာဘဝစစ်ဆေးတဲ့သူတွေကလည်းဗီဒီယိုတွေကအရေးဟာနာနာဘဝတကောင်ဖြစ်နိုင်ကြောင်းကိုအတည်ပြုခဲ့ပါရီဒုတိယနေရာတစ်ခုကတော့1828ခုနှစ်ကတည်းကတည်ဆောက်ခဲ့တဲ့အိုင်ယာလန်နိုင်ငံကော့မြို့က Deerpath CBS ရှေးအောင်ကျောင်းကြီးပဲဖြစ်ပါရီဒီကျောင်းကြီးဟာအိုင်ယာလန်ငတ်မွတ်ခေါင်းပါမှုကြောင့်တည်ဆုံတဲ့သူတွေကိုအဆူလိုက်မြုံနှံခဲ့တဲ့နေရာဖြစ်တယ်လို့အပြစ်ဒဏ်ကြားတဲ့သူတွေကိုကြိုးပေးကွက်မြတ်ခဲ့တဲ့ရာဇဝင်တွေရှိလို့ဝင်းကြီးတွေကျက်စားရနေမိအဖြစ်ကိုနာမည်ကြီးခဲ့ပါရီဒီလိုနေရာကြီးမှာ2019ခုနှစ်တုန်းကနာနာဘာဝတွေရဲ့6လက်မှုကိုလုံခြုံရေးကင်မရာမှာဖမ်းမိခဲ့ပါရီညီနဲ့တကောင်လူမရှိတဲ့စင်းကြံလက်မှာကျောင်းလောက်ကာတွေဟာအရှင်အုံနဲ့ကိုမှဝုံနိုင်ကျဲတုံခါလာပြီးတကားတွေပွင့်ထက်ကစာရွက်တွေလေးထဲပြန်လွင့်နေတယ်လို့ကျမ်းမြင့်ကလည်းသတိပေးဆိုင်ဘုတ်တွေပါရုတ်တရက်ကိုလွင့်ထွက်သွားခဲ့ရပါရီရတဲ့တစ်ပတ်အနေငယ်ကြားတဲ့ခါမှာတော့ကလတ်ထိုင်တွေအလိုလျောက်ရွှေလျားသွားတာနဲ့ကျောင်းလွဲအိတ်တွေပြုတ်ကြတဲ့နောက်ထပ်ဗီဒီယိုတစ်ခုကထပ်မံထွက်ပေါ်လာပြန်ပါရီဒါဟာကျောင်းသားတွေကစားနောက်ချင်လို့လုပ်တာနေပညာနဲ့ပြုပြင်ထားတာလို့တန်တရားဝင်ခဲ့ကြပေမဲ့ကျောင်းအုပ်ကြီးနဲ့စီမံခန့်ခွဲသူအဖွဲ့ကတော့ဗီဒီယိုဟာပြုပြင်ဖန်တီးထားခြင်းလုံးဝကိုမရှိတယ်လို့ကျောင်းသားတွေရဲ့စားနောက်တာမျိုးလည်းမဟုတ်ပဲအမှန်တကယ်ဖမ်းမိခဲ့တာဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲမှာအတည်ပြုပြောကြားခဲ့ပါရီလူပေါင်း9000ကျော်သွေးမြေကြားခဲ့ရပြီးတော့အမေရိကန်ပြည်တွင်းစစ်ရဲ့သွေးစွန်းဆုံးစစ်မျက်နှာပြင်ဖြစ်တဲ့ပင်ဆယ်ဗေးနီးယားပြည်နယ် Gettysburg မှာလည်းအဲ့ဒီနယ်မြေဟာဝင်းကြီးတွေရဲ့ကျက်စားရနေရာတစ်ခုဖြစ်ခဲ့ပါရီဒီလိုမျိုးစစ်မြေပြင်ဟာလည်းထူးဆန်းတဲ့ဖြစ်ရပ်တွေထွက်ပေါ်လာခဲ့ပူတာပါ2000ခုနှစ်တုန်းကခီးသွွားတယောက်ဟာညဘက်ကြီးတောအုပ်ထဲကိုဗီဒီယိုရိုက်ကူးနေစဉ်ချိန်တွင်းမှာတပည့်တွေကြားထဲကနေစစ်သားဝစ်စုံတဲ့အရေးတွေနဲ့အော်ဟစ်ပြေးလွှားနေတာကိုရိုက်ကူးမိခဲ့ပါရီဒါပြင်2020ပြည့်နှစ်တွေမှာလည်းညဘက်ဖြန့်မောင်းလာတဲ့ကားတစ်စီးရဲ့ရှေ့ကင်မရာမှာလမ်ဘီကစစ်သားပုံစံအရေးနှစ်ခုရုတ်တရက်ဆိုသလိုထွက်ပေါ်လာတာကိုလည်းရိုက်ကူးမိခဲ့ပြန်ပါရီဒီရိတ်တွေဟာလမ်းကိုဖျက်လျှောက်သွားနေမကပဲနဲ့ဘေးနားကတမနစ်အမြောင်များတွေကိုပါဖောက်ထွင်းထွက်သွားခဲ့ပြီးတော့လေထဲမှာတင်ကိုပျောက်ကွယ်သွားခဲ့ရတာဖြစ်ပါရီဒီနေရာ၃ခုကတော့ယနေ့အချိန်ထိကိုမကျွတ်မလွတ်တဲ့နာနာဘာဝတွေရဲ့ကျက်စားရနေရာတွေပဲဖြစ်ပါရီ